အများဆုံးဘတ်9သိန်းခွဲအထိ discount ရမယ်ကုတ်ရချတာ Rama 9 Rama 9 Rachata ဝေးကွန်ပတ်ဝန်းကျင်မှာရှိပြီးတော့ design နဲ့ quality ပိုင်းစိတ်ချရတဲ့ SCSS ကနေဆက်လုပ်နေစေကိုနိုတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ကုတ် Rachata Rama 9ကိုနိုကဘေဒင်9ခုပါဝင်တဲ့အဆင့်မြင့် project တစ်ခုဖြစ်ပြီး2025 ဂျွန်မှာဆက်လုပ်ပြီးစီတော့မယ် offline ကိုနိုတစ်ခုပဲဖြစ်ပါတယ်။ Rama 9အစုပ်အနီး Rachata နဲ့ Pra 9ကြားရဲက New CBD area စိတ်ငြိမ်အေးချမ်းပြီးနေလို့ကောင်းတဲ့ဝေးကွန်ရက်ကွက်မှာရှိပါတယ်။ Rama 9 land Rachata ဖိဆက်လန်နဲ့ပချာဘူရီလန်တို့နဲ့နီးရကြောင်း location အချက်ချကြတဲ့နေရာမှာရှိပါတယ်။ဒါအပြင်မြေရောက်ရထားလိုက် MRT Thailand Culture Center ကနေ10မိနစ်ပဲလမ်းလျှောက်ရတဲ့အကွာဝေးမှာရှိပြီးတော့ကျောင်းဆေးရုံ shopping area အနီးမှာရှိတဲ့အတွက်အနာဂတ်မှာစီးတက်မဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်နေထိုင်မှုအတွက်တာမက investment လုပ်မယ်ဆိုရင်လည်းတေချာပေါက်အမြတ်ရမယ့်နေရာတစ်ခုပဲဖြစ်ပါတယ်။ facility တွေအနေနဲ့ဆိုရင်ကုတ် main lobby, GST office, co-working space, fitness, yoga studio, pool lounge, kids pool, clubhouse, shuttle bed အစရှိရဲ့အမိုင်စား facility တွေအပြင် security facility တွေလည်းပါဝင်တဲ့အတွက်အရန်ကို smart ကြစေမယ့်အဆင့်မြင့်ကုန်တို့တစ်ခုပဲဖြစ်ပါတယ်။ဈေးနှုန်းကတော့5 million ဘတ်ကနေစတင်ဝယ်နိုင်မှာဖြစ်ပြီးတော့အခုချိန်မှာဝယ်မယ်ဆိုရင်ဘတ်4သိန်းခွဲကနေဘတ်9သိန်းခွဲအထိ discount နေလည်းပြန်ရအောင်ပါပါအခန်းမျိုးစားတွေကတော့ studio high ceiling 24 square meter 1 bedroom 32 square meter နဲ့ 1 bedroom high ceiling 33 square meter ဆိုပြီး3မျိုးရွေးချယ်ဝယ်ယူနိုင်ပါတယ်ကုတ်ရချတာ Rama 9ကိုနိုကနေရာကောင်းမှာရှိပြီးအရာအငှားပြန်လုပ်ချင်တဲ့သူတွေအတွက်လည်းအဆင်ပြေသလိုမိသားစုနဲ့အတူနေထိုင်မဲ့သူတွေအတွက်လည်းအထူးသင့်တော်တဲ့ကိုနိုတစ်ခုပဲဖြစ်ပါတယ်။လူကြီးမင်းတို့အနေနဲ့ကုတ်ရချတာ Rama 9ကိုနိုအကြောင်းကိုစိတ်ဝင်စားလို့အသေးစိတ်သိချင်နေဆိုရင်တော့အခုပဲ Sky Innoha ရဲ့ဖုန်းနံပါတ်+66 956 50 4137ကိုဆက်သွယ်နိုင်ပါတယ်။